ဒီ eagle တွေကနော်နလမဟုတ်ရင်3လသူအတိုက်ထဲမှာနေတာဖြစ်တယ်အမေကအမြဲထမင်းလာကျွေးသူတို့တက်တောင်းတက်တာအရန်ရှိတယ်ထမင်းလာကျွေးသူတို့စားတယ်အိတ်တယ်နလကြော်3လလောက်ရောက်လာတဲ့အခါမှာအမေကနော်သူတို့ကိုစ train တော့တယ်သူတို့အတောင်မှန်နေခတ်တောင်လို့ဒါ train ပေးတာသူအမေကနောက်ကနေခြေလုံးနဲ့ဖုံဆိုကံပလိုက်တော့သူခမရတော့မပြန်တတ်ပါဘူးကြောက်နေတဲ့လူကတခါတည်းပြန်လာကျမတို့ပြန်တတ်တယ်ဆိုတာသိစေချင်လို့ဖြစ်တယ်တောင်မှန်ရှိပေမဲ့ तू မပြန်တတ်ဘူးဖြစ်တယ်သူ့မှာယုံကြည်ခြင်းဆိုတဲ့အရာကိုသုံးရမယ်ဆိုတော့ तू မသိဘူးဖြစ်တယ်တကယ်တော့သူ့ထဲမှာယုံကြည်ခြင်း spirit ရှိပြီးသားဖြစ်တယ်တင်းနဲ့ကျမတို့ထဲမှာယုံကြည်ခြင်းကရှိပြီးသားဖြစ်တယ်ဒါပေမဲ့ကျမတို့ရဲ့တရားထဲမှာတက်တောင့်တတနာထဲမှာတင်းနေတွေ့၍တင်းဘလောက်ယုံကြည်ခြင်းကိုတင်းဆွဲချမ်းဆိုတင်းမသိဘူးဖြစ်တယ်သူ့အမေကသူ့ကလေးကိုနော်တခါလေးကံပလိုက်သူ့ကလေးခမရနော်မပြန်တတ်ပါဘူးဆိုတော့အောက်ကိုထိုးပြန်တော့တာဘယ်မှာတော့ကြောက်တွေထဲမှာတော့ကြတယ်ကြောက်ခဲမှာတော့ထိဘလောက်နာခြင်းမလဲတခါတင်းယုံကြည်ခြင်းနဲ့ရှောက်လန်းတဲ့အခါမှာလိမ့်ကြတဲ့ချိန်ရှိရချော်လဲတဲ့ချိန်ရှိရတခါကြာရင်တင်း depression နဲ့တင်ကြနိုင်တယ်တခါကြာရင် bus life ဖြစ်သွားတဲ့အချိန်တွေရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ကြည့်ဝုန်းနဲ့ကိုက်တဲ့အချိန်မှာနော်သူ့အမေချက်ချင်းလာကေတာမဟုတ်ဘူးသူ့အမေကကြည့်ပဲကြည့်နေတာသူ့ရဲ့ကလေးကပြန်ခုတ်ခံမလားတိုက်ခိုက်မလားဆိုကြည့်နေတာဒါပေမဲ့သူ့ကလေးဘာမလုပ်တယ်လားအော်ပဲအော်နေတာသူ့အမေကသူ့ကိုတစ်ချိန်လုံးစောင့်ကြည့်နေတာဖြစ်တယ်အဲ့ချိန်မှာတကယ် तू လုံးဝသူ့ကို तू မလုံနိုင်ဘူးမကယ်နိုင်ဘူးသူ့ကို तू survive မလုံနိုင်တဲ့အချိန်မှာသူ့ရဲ့ရွှေလင်းရုံမိခင်ကလာပြီးမှတိုက်ပေးတယ်ဆိုတော့တွေ့ရတယ်ဒီရွှေလင်းရုံကအပေါ်ကနေပြန်တယ်တကယ်တမ်းပြောအဲ့ဒီအကောင်နဲ့ဒီရွှေလင်းရုံကခန္ဓာကိုယ်ချင်းရှင်နေဆိုရင်ဘာမှမဆိုင်ဖြစ်တယ်ရွှေလင်းရုံအကောင်ရမ်းကြီးတဲ့အကောင်မဟုတ်ဒါပေမဲ့ရွှေလင်းရုံကအဲ့ဒီအကောင်ကိုနိုင်တာဖြစ်တယ်တယောက်နဲ့တယောက်ဖျားကပေးတာအစွမ်းမတူဘူးဖြစ်တယ်ပြဿနာတွေအထက်မှာတင်အောင်မြင်နိုင်တဲ့သူဖြစ်တယ်အဲ့ရွှေလေးရုံတသေးလေးချီသူပဲမှတော့ပြေးသွားလဲဆိုသူကနော်ခိုးလို့ရတယ်ဟိုအပင်အောက်မှာပဲတော့ပြီးမှပုံးတယ်ဆိုတော့တွေ့ရတယ်ဒါပေမဲ့ season နဲ့နော်အချိန်တစ်ခုကြော်သွားတဲ့အခါမှာတော့အဲ့ဒီခဏတော့မပြန်တတ်တဲ့နော်ရွှေလေးရုံကလည်းအမြင့်ဆုံးကိုပြန်သွားတယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်တယ်နောက်ဆုံးမှဘယ်လောက်ထိအောင်ပြန်လဲဆိုသူတို့ပြန်တဲ့အရာကရေပေါ်မှာရောရေခဲတောင်နေဘလောက်တဲ့အေးခဲတဲ့နေရာမှာဖြစ်သူတို့အတိုက်အထက်မှာပြန်တန်းနိုင်တိရစ္ဆာန်တွေဖြစ်လာတာဖြစ်တယ်ကျမတို့ရဲ့အထဲမှာရှိတဲ့ယုံကြည်ခြင်းကိုကျမတို့ကတုံးရမှာဖြစ်တယ်တင့်ကိုဖယားကတင့်ထဲမှာပေးပြီးသားဖြစ်တဲ့စုကြည်စုကိုတုံးချစေခြင်းလို့ဖြစ်တယ်ကျမတို့ကတခါတတောင်းတတရှိတဲ့အတိုက်ထဲမှာပဲနေချင်ကြတယ်ဘာမှကျမတို့စွန့်စားတဲ့အရာတွေမလုပ်ချင်ဒီတိုင်းပဲတင်နေတယ်ဆိုရင်တော့သင်ဟာမကြခင်မှာ leprosy လို့ဖြစ်လာတော့မှာ leprosy ဆိုတည်မလားဘယ်မှမတွားနိုင်မလုံနိုင်တဲ့လူတွေမျိုးနုံကြီးဖြစ်သွားလိမ့်မယ်တကယ်တော့ तू အတောင်ရှိအမြင့်ကိုပြန်ရမှာဒါပေမဲ့ तू မသိဘူးအောက်ကိုပြန်ကျသွားတရားပေါ်ပြန်ရမှာဒါပေမဲ့တရားအောက်ကိုတော့ပြန်တော့အမှရန်သူရဲ့တိုက်ခိုက်ခြင်းကိုပြန်ခံစားရအောက်မြေပြင်ဆိုတာကတင်ရဲ့ဇာတိကိုပြောနေတာဖြစ်တယ်ဇာတိဘက်မှာနေတော့အဲ့ထဲမှာတင်ဟာကြရှုံးနေမှာဖြစ်တယ်ဇာတိအထက်မှာတင်ဟာနေထိုင်ရမှာဖြစ်တယ်အပေါ်မှာရန်သူမရှိဘူးဖြစ်တယ်ဖယားခင်ကယနေ့တင့်ကိုအပေါ်မှာနေစေခြင်းနဲ့အောက်မှာမနေစေခြင်းဘူးဒီကာလမှာကြုံတွေ့ရတဲ့အခက်